အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ကတော့ခုနကတော့မှကျွန်မစီကောင်လာတယ်လာမေးရပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်အသက်က25နှစ်ကောင်းလေးကျွန်တော်အရက်ရှည်ခြင်းလို့ဗာစိတ်တောက်အောင်လဲလို့မေးတာပါအဲ့တော့ကျွန်မပုံလေးပြထားရပေါ့နော်ကျွန်မတို့အယိုးမှာနေရာ3ခုပါပါတယ်အပီ5-6ရယ် metal 5-6ရယ် dia 5-6ရယ်ဆိုတဲ့3ခုရှိပါတယ်မြန်မာလိုမပြန်တက်ပါဘူးရှင်3နေရာရှိတယ်ပေါ့နော်အဲ့တော့ api 5-6နဲ့ metal 5-6ကြားထဲမှာ5-6ဆိုတဲ့နေရာလေးတစ်ခုရှိပါတယ်အဲ့ဒီနေရာလေးပွင့်နေရဲဆိုရင်အယိုးတွေဆက်ပြီးကြီးထွားပြီးတော့အရက်ရှည်ဖို့ chance တွေရှိပါတယ်အဲ့ဒီနေရာလေးပိတ်သွားရင်တော့အယိုးကဆက်ပြီးတော့မကြီးထွားတော့ပါဘူးရှင်အဲ့ဒီနေရာလေးကဘယ်အချိန်ပိတ်လဲဆိုရင်အမျိုးသမီးတွေမှာဆိုရင်ကျမတို့အများဆုံးပေါ့နော်ထန်ကုန်ဆိုပြီးတော့ session နဲ့အောက်ပေါ့နော်ဆက်ခွန်ဆိုရင်ပိတ်တယ်ထားပါတော့ session နဲ့ကြော်ဝိုင်းပိတ်တယ်လို့မှတ်ထားလိုက်ပေါ့နော်အမျိုးသမီးမှာဆိုရင် session နဲ့အမျိုးသားတွေဆိုရင်အသက်20ပါ20ဆိုရင်ပိတ်ပါပြီ20ကြော်ရင်အရက်ရှည်ဖို့ chance အင်မတန်နေပါတယ်ရှင်ဆိုတော့ပိတ်ပြီးသားဟာကိုစေးတောက်ပြီးပွင့်အောင်လုပ်လို့ရလားမရပါဘူးရှင်ပိတ်ပြီးသွားရင်မပွင့်ပါဘူးရှင်ဆိုတော့အယိုးတစ်ခုရှည်ရအဲ့နေရာရှည်ရအဲ့တော့သူရှည်နေတဲ့ဟာပေါ့ဥမာအမျိုးသမီးဆိုရင် session နဲ့အောက်မှာသူရှည်နေတဲ့အချိန်အတိုင်းတာအတွင်းမှာကိုအရက်ရှည်စေတော့အပြုတ်အမူတွေလောက်ရပါမယ်အရက်ရှည်စေတော့အစားအစာတွေစားရပါမယ်အရက်ရှည်စေတော့ဆေးရတော့တောက်ဖို့လိုလားဆိုရင်ကျမအမြင်ကတော့အရက်ရှည်စေတော့ဆေးဆိုတာ supplement ဖြည့်စွက်စားပဲဖြစ်ပါတယ်ကိုစားရဲ့အစားအသောက်ထဲမှာမလုံလောက်မှသူကဖြည့်စွက်ပေးရပါအရက်ရှည်စေတော့ဆေးအားဆေးဖြစ်ပါတယ်အရက်ဥမာကွာကျမတို့သွေးတိုးတဲ့ amylon 5တောက်တယ် amylon 5ဒီသွေးထိန်းဆေးamylon 5ဒီအားကြီးမဟုတ်ဘူးတိလား amylon 5ဒီဖြည့်ဆွက်စာမဟုတ်ဘူးယောဂဖြစ်လို့ဆေးတောက်တာအဲ့တော့ပြန်ဆက်ရမယ်ဆိုရင်ခုနကောင်လေးဒီကျမစီကောင်လာတဲ့ကောင်လေးဒီအသက်25နှစ်ပါ25နှစ်ဆိုတာဒီ20ကျော်နေပါပြီ20ကျော်တဲ့အတွက်ကျမတို့ဆေးတောက်လည်းမရပါဘူးဆေးတောက်လည်းတောက်ပဲပေါ့နော်ဆိုတော့အရက်ရှင်အောင်ကျမတို့ဘာလုပ်နိုင်လဲဆိုရင်အသက်20အောက်ခရဲကမျိုးသားဆိုရင်ပေါ့နော်မျိုးသမီးဆိုရင်16နှစ်အောက်ခရဲကကျမတို့ရှည်စီသောအစားအစာတွေစားမယ်ကယ်လ်ဆီယမ်နေကယ်လ်ဆီယမ်ပါဝင်သောအစားအစာအယိုးဘာလဲကြက်ဥပဲအမျိုးမျိုးပရိုတင်းအသားစားမယ်ဗိုက်တာမင် D ရအောင်လို့ကျမတို့နေပူစာလှုံမယ်မိနစ်20-30လောက်နေထဲမှာပြပေးပေါ့နော်အဲ့ဒီလှုံမယ်အရက်ရှည်စီတော့ exercise တွေအပြုအမူတွေရှိတယ်ရေကူးတာတွေဘာလဲဘားခိုတာတွေအဲ့ဒါကျမတို့လုပ်လို့ရပါတယ်အဲ့ဒါလုပ်ပေးရမယ်ဆီယမစေးတောက်ဖို့လို့လား main ingredient ကွာ main diet ကိုဘယ်ဆေးရမှာ supplement ရမှာအစားမထိုးနိုင်ဘူးကိုယ်သာဆုံးလင်းစားမယ်ဆိုရင်ရတယ်ပေါ့နော်အဲ့ဟိုကကြတော့နည်းနည်းလေးပဲရမှာအမောက်နည်းနည်းလေးပဲရမှာเนาะဆိုတော့ဆေးတောက်ချင်တဲ့ဘာဆိုရင်လည်းတောက်ဆေးဒီအဓိကမဟုတ်ဘူးကိုယ်စားရဲ့ main diet ဒီအဓိကနောက်ဒုတိယချက်ကကျတော့ကျမတို့ genetic ပေါ့နော်မျိုးရိုးဗီဇဒီကျမတို့အရက်ရှည်ခြင်းမရှည်ခြင်း60 to 80% ကိုလွှမ်းမိုးတယ်လို့ပြောပါတယ်ကျမအဖေ9ပေကျမအမေ9ပေဆိုရင်ကျမမှာအရက်ရှည်ဖို့ chance ကနည်းနည်းနည်းတယ်ပေါ့လေဆိုတော့80% လောက်လွှမ်းမိုးတယ်ဆိုပေမဲ့20% လောက် chance ကကျမစီမှာကြံနေသေးတယ်အဲ့တော့ကျမကြိုးစားစားနဲ့အရက်ရှည်ရဲ့အစားအစာရဲ့အရက်ရှည်ရဲ့အပြုအမူတွေလုပ်ရင်တော့သူတို့9ပေထက်တော့ကြော်ပြီးတော့ရှည်မှာပေါ့ရှင်အဲ့တော့ကျမဒီနေ့ပြောချင်တာကပိတ်ပြီးသားအယိုးရှည်အရက်ရှည်စေသောနေရာဘုံ group ဖြစ်စေသောနေရာအယိုးဆက်ကြီးထွားစေသောနေရာဒီပိတ်ပြီးသွားရင်ပြန်မပွင့်ဘူးကိုကွာသားကို ChatGPT တို့ Gemini တို့ DeepSeek တို့ Google တို့ဒါမှမဟုတ်ရိုးကြောဆရာဝန်တွေတို့ကိုအတိမိတ်ဆွေတွေ educated person တွေမှာမေးကြည့်ပါရှင်ရှည်စေတက်20ကျော်ယောက်ျားလေးဆို20ကျော်ရင်ဘယ်လောက်တောက်မရှိဘူးလို့မိန်းကလေးတွေဆို16နဲ့ကျော်ရင်ဘယ်လောက်တောက်မရှိဘူးအဲ့ဟုတ်လားပေါ့နော်သူပြောတာမှန်လားဆိုတော့မေးကြည့်ပါရှင်အဲ့တော့ရှည်ခြင်းတဲ့လူဆိုဘယ်လိုလုပ်လို့ရလဲတနည်းရှိသေးတယ် surgery ခွဲစိတ်ပါတယ် surgery ဒီ implant ဈေးစကများတယ် complication တွေများတယ် implant နာတယ် cosmetic problem လောက်နဲ့ပေါ့နော်မလုပ်ကြဘူးပေါ့နော်အရင်ရှိရပတ်စံချမ်းသာကိုလုပ်ချင်တယ်ဆိုရင်တော့လုပ်ကြတယ်သူများနိုင်ငံတွေမှာလုပ်တယ်ပေါ့နော်အရင်လှချင်တယ်ဆိုရင်10 cm လောက်ထိရှိရလို့ပြောတယ်တစ်နှစ်အတွင်းမှာပေါ့နော်ခွက်လုတ်ပြီးဝိုင်းပေါ့နော်တစ်နှစ်လောက်တော့ကြာတယ်သူရှည်ဖို့အရက်ရှည်ဖို့ပေါ့နော်ချက်ချင်းအရက်ရှည်ဖို့ဆိုပြီးတော့အယိုးနှစ်ခုကိုအရှိနဲ့နောက်နဲ့ကိုလှီးပြီးတော့စတိချောင်းထည့်ပြီးလည်းပြီးရှည်အောင်လုပ်တာအဲ့လိုမဟုတ်ဘူးအယိုးကိုဒဏ်ရာပေးပြီးတော့တဖြည်းဖြည်းအယိုးပြန်ဆက်တဲ့အချိန်မှာနည်းနည်းရှည်ရဆောက်ပြီးရင်ထပ်ခွဲအဲ့လိုလုပ်တာပဲဖြစ်ပါတယ်ဆိုတော့တစ်နှစ်လောက်တော့ကြာတယ်လို့ပြောပါတယ်ဆိုတော့ကျမလာမယ့်ဘာစီတောင်းအောင်လဲအားစီတောင်းလို့မရဘူးလို့20ကျော်ပြီဆိုတာနဲ့အားစီနဲ့မဆိုင်တော့ဘူးပေါ့နော်ကိုကလေ့ကျင့်ခန်းပညာလုပ်ကြည့်ပေါ့နော်ရှင်လည်းရှင်မယ်ရှင်မလည်းရှင်မယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်